Hello အားလုံးပဲမင်္ဂလာပါ Stella ရဲ့ Singapore နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ guest speaker လေးရှိရပေါ့နော်အဲ့တော့ဒီအမားကတော့ ASEAN Scholarship နဲ့ Secondary School ကနေစပြီးတော့ Singapore လာခဲ့ရဖြစ်တယ်ပေါ့နော်အဲ့တော့အမားအနေနဲ့ပထမဆုံးကိုယ့်အကိုလေးမိတ်ဆက်ပေးပါအောင်နော်ဟုတ်အားလုံးပဲမင်္ဂလာပါအမနာမည်ကမယွန်းစုလင်းပါအမက2019လောက်ကနေပြီးတော့ ASEAN Scholarship နဲ့ရပြီးတော့စင်ကာပူမှာကျောင်းတက်တာအခုလောက်ဆိုရင်တော့9နှစ်ရှိပြီပေါ့နော်ဆိုတော့ဒီ Stella page မှာအမရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်အမအဲ့ဒါဆိုရင်အမမြန်မာပြည်မှာပေါ့နော်ဘယ်နှစ်တန်းထိပြီးသွားမှဒီ Singapore ရဲ့ Secondary 3ကိုစပြီးတော့ join ခဲ့ရတယ်မသိဘူးဟုတ်အမကမြန်မာကျောင်းမဲ့အစိုးရကျောင်းမဲ့တက်ခဲ့ရပေါ့နော်ဆိုတော့အမမြန်မာပြည်မှာတော့ကစပြီးတော့ scholarship ဖြေဖို့ပြင်ဆင်တော့အမ၈တန်းအောင်ပြီးတော့9ရန်တက်နေတဲ့နှစ်ဝက်မှာစပြီးတော့ပြင်ဆင်ခဲ့ရပါဆိုတော့အမသူ့ရဲ့ Singapore scholarship ရဲ့ requirement ကလည်းအနည်းဆုံး၈တန်းအောင်နိုင်ရမယ်ပေါ့နော်မြန်မာကျောင်းဖြစ်ဖြစ်အင်္ဂလိပ်ကျောင်းဖြစ်ဖြစ်အကောင်လုံးက year 8ပြီးရမှာဆိုတော့အမစပြီးတော့ပြင်ဆင်ပြီးတော့ကြိုရောက်လာတာတော့၈တန်းအောင်9ရန်မပြီးခင်ဆိုတော့2016လောက်ကပေါ့ဟုတ်အဲ့တော့သူတို့ရဲ့ requirement ကပေါ့နော်အမအမှတ်ကဘယ်လောက်ထိကောင်းခဲ့ဖို့လိုလဲပြီးတော့ဒီအမှတ်အပြင်အမအနေနဲ့ဘယ်ဟာတွေလုပ်ခဲ့သေးလဲပေါ့နော်အမတို့ရောကကြတော့အရင်ဆုံး form တွေကဒီမြန်မာပြည်ကပညာရေးရုံးဘက်ကိုပေးရတာဆိုတော့သူတို့ကနေစစ်ပြီးတော့မှအစိုးရစင်ကာပူဘက်ကိုပေးရပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တန်းပြီးတော့ application တင်ရတာဖြစ်တဲ့အတွက် grades တွေကတော့grades တွေကတော့တက်နိုင်တဲ့လောက်ကောင်းနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်အကယ်လို့မဟုတ်ဘူးဆိုရင်တော့ကျသွားတာမျိုးမရှိရင်တော့ပိုကောင်းတာပေါ့နော်မ maintain ထားတာမျိုးပဲဖြစ်ဖြစ်ပိုကောင်းလာတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်တော့ကိုယ့်ရဲ့ growth ကိုပြတာဖြစ်တဲ့အတွက်အဲ့လိုမျိုးဆိုအဆင်ပြေရယ်မဟုတ်လို့ရှိရင်တော့ဒီ grades တွေအပြင်တခြားဥမာ leadership မှာရှိတာတို့ဒါမှမဟုတ် extracurricular activity တွေမှာပါထားဘူးတာဒါမှမဟုတ်ရင်ဒီပညာရေးဒါမှမဟုတ်ရင်ဒီ AI တို့ science တို့နဲ့ပတ်သက်တဲ့ competition တွေမှာဝင်ပြိုင်မှုရဲ့ကလေးတွေဒါမှမဟုတ်ရင်ဒီ arts တို့ဒါမှမဟုတ် sports မှာအဲ့လိုမျိုးထူးချွန်တဲ့ကလေးတွေအဲ့လိုမျိုးတွေအတွက်ပါထားလို့ရှိရင်လည်းဒါ first round screening ပေါ့နော်သူတို့ process screening အတွက်အထောက်အကူဖြစ်တယ်ဒါပေမဲ့ second round ဖြစ်တဲ့ test မှာတော့သူကအင်္ဂလိပ်စာနဲ့သင်ချာကိုအဓိကထားမိရဖြစ်တဲ့အတွက်ကျန်တဲ့ဟာတွေကအဲ့လောက်ကြီးအရေးမပါတော့ဘူးပေါ့နော်ဆိုတော့ first round screening မှာအတွက်ကတော့ကိုယ့်ရဲ့ကိုယ်ပိုင် grades တွေရယ်ပြီးတော့တခြားအကြောင်းပြပါလှူရှားမှုဘာတွေရှိလဲဘာပြိုင်ပွဲတွေဘာတွေဖြေထားဘူးလဲအဲ့လိုမျိုးတွေအတွက်ကိုရေးပါတယ်မဟုတ်ရင်ကတော့ကိုယ့်ရဲ့ English နဲ့ Maths ကိုတော့တခြား polish လုပ်ထားဖို့လိုပါတယ်ရှင့်ဟုတ်ကဲ့ဟုတ်အဲ့တော့အမပြောသွားရပေါ့နော် entrance exam က English နဲ့ Math ကိုဖြေရတယ်အဲ့တော့ကလေးတွေအနေနဲ့ဘယ်လိုမျိုးပြင်ဆင်လာလို့ရလဲပေါ့ဟုတ်သူတို့အခုမေးရဟာတော့မတို့ကဒီစင်ကာပူရောက်လို့ရှိရင်သူတို့က secondary level 3ကိုတက်ခိုင်းမှာပေါ့နော်ဆိုတော့များသောအားဖြင့်ဆာမပွဲမှာသူတို့စစ်တဲ့အရာတွေကသူတို့ secondary 2 level ရှိမရှိပေါ့အနည်းဆုံးဆိုတော့ကိုကပြင်ဆင်ထားခြင်းနဲ့ဆိုရင်စင်ကာပူရဲ့ဒီsecondary 2 mathematics နဲ့ English ကို syllabus တွေကိုလေ့လာထားလို့ရတယ်ပေါ့နော်များသောအားဖြင့်သူတို့မေးတဲ့ဟာတွေကလည်းဒီ secondary 2ဒါမှမဟုတ်ရင်နည်းနည်းခက်ခဲတာလေးမေးခြင်းနဲ့ဆို secondary 3 level လောက်မှာပါတဲ့ maths နဲ့ English concept တွေကိုမေးရပေါ့နော်အမတို့တော့အဓိကပို့ပြီးတော့ခက်ခဲတာဆိုလို့ရှိရင်ကတော့ English မှာအတွက်နဲ့ဆိုရင်ကသူတို့ရဲ့ usage of vocab ပေါ့နော်မြန်မာပြည်မှာအမအခုခေတ်ကလေးရောအများကြီးအင်္ဂလိပ်စာပိုကျွမ်းပေမဲ့အမတို့ကဆိုရင်အဲ့လိုမျိုး vocab level အရင်မမြင်တော့သူတို့မှာသုံးတဲ့ comprehension မှာပါတဲ့တချို့စလုံးတွေမိခွန်းထဲမှာပါတဲ့တချို့စလုံးတွေနဲ့မရင်းနှီးရမျိုးရှိရယ်ပြီးသွားရင်ဒီ writing တို့ဘာလို့ကြာလဲအမတို့တော့ဆိုရင်ကဒီတိုင်းအဲ့လောက်လဲ writing နေမကျင့်ရဘူးလေမြန်မာကျောင်းမှာကြာအဲ့ဒါဆိုတော့အဲ့အတွက်နည်းနည်းအခက်အခဲရှိတတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကပုံမှန်လေး composition လေးကျင့်တာတို့အဲ့လိုမျိုး writing ရေးရလေးကျင့်တာတို့လုပ်ထားရင်အဆင်ပြေရယ်ပြီးရင် reading habit လေးလည်းပြိုးထောင်ထားလို့ရှိရင်တော့အဲ့လို vocab တွေပိုင်းနဲ့လည်းပိုရင်းနေရပေါ့နော်ပြီးတော့ maths ပိုင်းမှာတော့အဓိကသွားမိကုန်းကိုအင်္ဂလိပ်လိုမေးရဆိုတော့အမတို့တုန်းကအဲ့တော့မှာကိုရန်ဘယ်လိုပြောရမလဲတချို့ maths concept တွေရဲ့ English လိုရေးတဲ့ဟာကိုတိတ်ပြီးတော့ကျွမ်းတွင်မရှိဘူးပေါ့နော်ဆိုတော့ကိုယ့်အနေနဲ့ဟို maths တော်ပေမဲ့လည်းဒီ English လုံးကိုမသိလို့ရှိရင်ပို့ပြီးတော့အခက်ခဲကိုတက်ရှိနိုင်တယ်ဆိုတော့ကြိုပြီးတော့ဒီ maths concept တွေကအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအင်္ဂလိပ်လိုရဲ့ meaning တွေပါသိထားလို့ရှိရင်တော့ပို့ပြီးတော့ရေးရတာတွေ့ရတာကိုတက်အဆင်ပြေရပေါ့နော်ဒါပေမဲ့ maths ကတော့ကို practice နိုင်ဖို့ပါပဲအကယ်လို့ဒီSingapore Secondary 2ရဲ့ syllabus online paper တွေရှာလို့ရတယ်ပေါ့နော် free paper တွေ online မှာရှိရဲအဲ့အရာကိုရှာပြီးတော့လေ့ကျင့်ပြီးတော့ကိုကြိုးပြီးပြင်ဆင်ထားမယ်ဆိုလို့ရှိရင်တော့ entrance exam အတွက်အခက်အခဲမရှိနိုင်ပါဘူးအဲ့လောက်ကြီးဟုတ်ကဲ့ဟုတ်အဲ့တော့ entrance exam ပြီးသွားရင်သူတို့အနေနဲ့ interview ဖြေရမယ်လို့ဖတ်မိရပေါ့နော်အဲ့တော့ interview မှာဘယ်လိုမျိုးမေးရလဲပေါ့ဒီလိုစာနဲ့ပတ်သက်တာကိုမေးရလားဒါမှမဟုတ်ရင်သူတို့ရဲ့ personality အပိုင်းကိုအဓိကထားပြီးမေးရလားပေါ့နော်အမတို့က interview ကကြာခဲ့ပြီပေါ့နော်ဘာဖြစ်လဲဆိုတော့အမဖြေတာ9နှစ်လောက်ရှိပြီဆိုတော့အခုလက်ရှိတော့သူတို့ဘယ်လိုမေးနေလဲမသိဘူးဒါပေမဲ့အမတို့တော့မေးတာကတော့အဲ့လိုမျိုးစာရေးပါရေးအကြောင်းအဲ့လောက်ကြီးမစစ်ဘူးပေါ့နော်အဓိကကိုတင်ထားတဲ့ process ကိုပထမဆက်စဆုံးပေးထားတဲ့
application ကိုသူတို့တေချာကြည့်ရယ်ဥမာအမတော့ဆိုအမကင်းတောက်ပါဘူးလားဆိုကင်းတောက်ပါဘူးတဲ့အကြောင်းရေးထားတယ်တခြားအဲ့လိုမျိုးဟာရေးထားလို့ရှိရင်သူတို့ကတေချာလေးအဲ့ဆိုအေးကင်းတောက်တော့မြင်ပါတွေ့ကြုံနေရခဲ့လဲဒီ extra curricular နဲ့ပတ်သက်ပြီးတော့မြင်ပါသင်ခန်းစာယူခဲ့လဲဒါမှမဟုတ် leadership အနေနဲ့ဆိုရင်လည်းဒီ leadership နဲ့ပတ်သက်ပြီးတော့သူတို့မေးတယ်ပေါ့နော်ပြီးတော့အမဆိုမရဆိုအဲ့တော့ကင်းတောက်ပါဘူးအပြင်မှာကင်းတောက် camp သွားဘူးမျိုးရှိရောကြတော့အဲ့လိုမျိုး English composition သူတို့မိကုန်းမှာရေးတော့အမအေးကင်းတောက် camp အကြောင်းကိုထည့်ရေးလိုက်တာပေါ့နော်အဲ့ဒါနဲ့ interview မှာအဲ့လိုမျိုးသူကလာပြီးတော့အဲ့ဆိုမင်းဒီမှာပေါ့နော်ကင်းထောက်လည်းပါဘူးပဲပြီးတော့ဒီ composition မှာလည်း English သွားဘူးရေးထားရပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လို experience ရခဲ့လဲအဲ့နဲ့ပတ်သက်ပြီးတော့ဘယ်လို challenge တွေရှိခဲ့လဲဆိုပြီးတော့ကို composition မှာရေးခဲ့တာထိပါတော့ပြန်လိုက်ထောက်ပြီးမေးရဆိုတော့အဲ့ဒါလေးကတော့တော်တော် surprise ဖြစ်သွားရပေါ့နော်ဘယ်လိုလဲဆိုကိုရေးခဲ့တဲ့ဟာပါပြန်ပြီးတော့မှတ်မိပြီးတော့ကိုလုံးဝမလန့်သွားဘူးပေါ့နော်အဲ့လိုလေးလိုရပြီးအဓိကကတော့သူတို့နောက်တစ်ချက် judge လုပ်တာကတော့ကို independent ဖြစ်မဖြစ်ပေါ့နော်ဘယ်လိုဖြစ်ဒီ15-16ကလေးတွေကအတိုင်းအတာတစ်ခုထိပဲ independent တော့အရင်မဖြစ်နိုင်ဘူးဆိုပေမဲ့ကိုဘယ်လောက်ထိ grow ဖြစ်နိုင်လဲပေါ့နော်သူတို့အစိုးရိမ်တာကိုကကလေးကိုအသက်ခေါ်ထားပြီးတော့ဒုက္ခပေးလို့ဖြစ်နေမှာပေါ့နော်အမတို့လည်းတွေ့ပွဲတချို့တငယ်ချင်းတွေဆိုလာပြီးတော့မှအရင် homesick ဖြစ်လို့အရင်မနေနိုင်တော့လို့အိမ်ပြန်ပို့လိုက်ရတာတို့ဒါမှမဟုတ်ရင်တခြားပေါ့နော်အဲ့လိုမိဘနဲ့မခွဲနိုင်လို့တို့ဒါမှမဟုတ်ရင်အဲ့လိုမျိုးចောင်းစာမလိုက်နိုင်တော့လို့အဲ့လိုမျိုးခက်ခဲအများကြီးရှိရဲဆိုတော့အားဒီနဲ့ပတ်သက်ပြီးတော့သူတို့ကအဲ့လိုမျိုးကို mentality ဘယ်လောက်ခိုင်ထားနိုင်လဲပေါ့ဘယ်လိုသူတို့မေးရ question တွေဆိုအမမမဲကဘယ်ဖြစ်သူចောင်းစာတော်လို့ဒီ interview round ထိရောက်လာရဲဆိုကိုចောင်းတွေရဲ့ចောင်းတီးတီးမှာတော့ top မဟုတ်ရင်တော့မှအဲ့လိုမျိုးအမှတ်တော်ကောင်းလို့ဒီ interview round ထိရောက်လာဆိုတော့တကယ်တမ်းစင်ကာပူလာရင်ကအဲ့တိုင်းဖြစ်ချင်မှဖြစ်မယ်ဆိုတော့သူကအဲ့လိုမျိုးတွေပါမေးရပါတော့ဥမာကိုကပထမဆုံးလာလို့ exam fail ဖြစ်တယ်ဒါမှမဟုတ်ရင်အမှတ်မကောင်းဘူးစာရေးမလိုက်နိုင်ဘူးဆိုရင်မင်းဘယ်လိုခံစားရမလဲဘယ်လိုပြင်ဆင်ထားမလဲအဲ့လိုလုံးဝကိုတောင်းစီအဲ့လိုမျိုးတောင်းစီအောင်ပေါ့နော် mentality ပတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးပို့ပြီးတော့ဖြေခဲ့ရတယ်လို့ပြောရမယ်ဟုတ်ပြီးတော့အဲ့လိုစာရေးပါရောမေးရမျိုးမရှိဘူးဒါပေမဲ့ခုနကအမပြောလို့ကိုတင်ထားတဲ့ application ပေါ်မှာမူတည်ပြီးတော့ကိုရဲ့ extracurricular တွေ competition အကြောင်းတွေကိုရေးထားတဲ့ကိုရဲ့ lifestyle အကြောင်းတွေပို့ပြီးတော့မေးနိုင်တယ်ပေါ့နော်ဟုတ်အဲ့ဒါလေးကတော့ကို interview stage ထိပါသွားလို့ရှိရင်ကိုရဲ့ application ကိုပြန်ပြီးတော့ review လုပ်ပြီးမှသွားဖို့အကြံပေးချင်ပါတယ်ရှင့်ဟုတ်ကဲ့ဟုတ်အဲ့တော့အမားခုနပြောခဲ့ပေါ့နော်တချို့ကလေးတွေကဒီရောက်ပြီးတော့မှမခံစားနိုင်လို့ပြန်သွားရရှိရပေါ့နော်အဲ့တော့အမားဆက်ရောက်ချင်းမှာဘယ်လိုမျိုး challenge တွေကြုံရလဲပေါ့ဟုတ်မေကြိုင်တော့ဒီဗီဒီယိုတွေရိုက်မှာပြီမဲ့အမကတော့အဲ့လိုမျိုးအထူးတလဲအဲ့လိုမျိုးအိမ်လွမ်းတာတို့ဘာလို့အမအနေနဲ့မရှိခဲ့ဘူးလို့ဆိုအမငကိုရတူလီတော့တမီးဆိုအဲ့လိုမျိုးအဖော်မတ်တယ်ပေါ့နော်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအကောင်လုံးကတငယ်ချင်းတွေပဲနိုင်ငံဆောင်ကလာရဲဆိုစရောက်ချေတော့ကတော့ပြောတာပေါ့နော်ဒါကတော့ဆောင်းဝဲမဖြေရခင်ထိပေါ့ဆောင်းဝဲဖြေခဲ့ရရင်ထိကတော့ရမ်းပြောရဲဆောင်းဝဲဖြေရတော့အမက O level 11နှစ်ခါဖြေရတာဆိုတော့ O level ရှင်းပြရအဲ့လို10တန်းစာမပွဲလို့ပြီးမဲ့အများကြီးပိုခက်တဲ့ version ပေါ့နော်ဆိုတော့အမတို့ကအမရဲ့အဓိကပြဿနာအဲ့လိုမျိုးလူပေါင်းသစ်ဆက်ဆံတာရောအဲ့လိုမျိုးတခြားအဲ့လိုမျိုး cultural bio နဲ့တိတ် shock မဖြစ်ပေမဲ့စာကြက်ရတဲ့ဟာမှနည်းနည်းတော့အခက်အခဲရှိခဲ့ပေါ့နော်ပြီးတော့အမအထူးသဖြင့်အမကျောင်းကလာတာဆိုတော့ဒီကြက်စာလိုမျိုးပဲကြက်တဲ့ဟာကိုပိုအားတန်တယ်အဲ့လိုမျိုးဒီတိုင်းဟို concept ကို understanding လုပ်ရတဲ့ဟာမျိုးပြီးတော့ဒီတိုင်းအလို့မကြက်ပဲနဲ့ဒီတိုင်းကိုယ့်စဉ်းစားပြီးတော့အဖြေကိုရေးရတာမျိုးအထူးသဖြင့်ပထဝီတို့သမိုင်းတို့ဘာသာရပ်လိုမျိုးမှာကိုယ့်အဖြေထုတ်ရတဲ့ဟာမျိုးကအဖြေထုတ်ရတယ်ဆိုရဲ concept ကနည်းနည်းမြန်မာအကြောင်းကနေတင်လာနဲ့ကွဲလွဲနေရပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အများကြီးအခက်ခဲရှိခဲ့တယ်တော်တော်လေးကိုunderstanding လုပ်ပြီးတော့ဘယ်လိုမျိုးစာဖြေရရဲဆိုတဲ့ဟာမျိုးအဲ့ concept ကိုနားလည်ဖို့ပေါ့ပြီးတော့အမလိုပြောရမလဲအကုန်လုံးလောဘတကြီးလိုက်လုံးပြီးရလို့ပြောရမှာဖြစ်လဲဆိုမြန်မာပြည်မှာဆိုအကုန်လုံးကစာအုပ်ဣတိမီတွေရမှာစာရရလို့သတ်မှတ်ထားဒီမှာကျတော့ဖတ်စာအုပ်တုတ်ကအထူကြီးအများကြီးဆိုတော့ရှင်းပြောရရင်ဣတိမီတွေရဖို့ဆိုတာတော်တော်လေးကိုအချိန်ပေးပြီးတော့တော်တော်လေးကိုကြက်ပြီးတော့လိုမျိုးနားလည်မှာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲ struggle mental spine struggle ဖြစ်ခဲ့ပေါ့နော်ဆိုတော့ဒါပေမဲ့နောက်ပိုင်းကြလို့ရှိရင်တော့ကျင့်သားရပါတယ်အဲ့လိုမျိုးဒီမှာဆရာမတွေကလည်းဥမာ consultation လို့ consultation ပြီးအဲ့လိုမျိုးအဓိကတော့အခက်အခဲဖြစ်နေအကူအညီတောင်းဖို့ဝင်မလေးဖို့ပေါ့နော်အမတို့ကထမကြတော့အဲ့လိုမျိုးကိုကြောက်ထဲလာတော့အဲ့လိုမျိုးများကူညီတောင်းရင်အဲ့လိုမျိုးဖြစ်ပါမလားပေါ့အဲ့လိုမျိုးအများကြီးတွေးမိပေမဲ့အဲ့လိုမျိုးကူညီတောင်းလို့ရှိရင်တော့ဒီမှာကတော့များသောအားဖြင့်ကူညီပေးကြများပါတယ်ဥမာဆရာမတွေပဲဖြစ်ဖြစ်တကယ်ချင်းတွေပဲဖြစ်ဖြစ်ဆိုတော့အဓိကကိုခက်ခဲအများကြီးကြုံနေလို့ရှိရင်တော့ဒီစာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်တကယ်ချင်းတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဓိကတော့ကူညီတောင်းပြီးတော့မေးကြည့်ဖို့ပေါ့နော်အဲ့ဒါတော့ tip ပေးချင်ပါတယ်ဟုတ်ကျောင်းတိုင်းမှာတော့ consultation လေးရှိရပေါ့နော်ဟုတ်တယ်အဲ့တော့
နောက်တစ်ခုညီမသိထားတာကြောင့် ASEAN scholarship ကတစ်နှစ်တစ်ခေါက်တစ်တန်းတိုးရတယ်ပေါ့နော်အဲ့တော့အမခုနပြောပြခဲ့ဆက်စချင်းမှာစာတွေကအရင် struggle ဖြစ်တယ်ဆိုတော့အမအနေနဲ့တစ်တန်းတိုးဖို့အတွက်အခက်အခဲမျိုးတွေရှိခဲ့လားကလေးတွေအနေနဲ့ဘယ်လောက် grade လောက် maintain လုပ်ထားရင်သူတို့အတွက်ဒီတစ်တန်းတိုးဖို့အဆင်ပြေနိုင်မလဲပေါ့ အမ grade အတီးကြတော့မေ့သွားပြီပေါ့နော်အဓိကကတော့အဲ့လိုမျိုးပြီးတော့သူကချက်ချင်းတော့အဲ့လိုမျိုးမှထားပါညီမလေးပထမတစ်နှစ်ကိုချက်ချင်းအဲ့လိုမျိုး grade တွေအောက်မကောင်းဆိုရင်တော့ချက်ချင်းသူက terminate လုပ်လိုက်တာမျိုးမဟုတ်ဘူးအဲ့လို warning အရင်ပေးရပေါ့နော်မင်းတော့ဒီလောက်ဖြစ်နေပြီအဲ့တော့မင်းအကယ်လို့နောက်တစ်ခါဒါမျိုးထပ်ဖြစ်ကြရင်တော့အခုတော့မသိဘူးပေါ့နော်အမတို့တော့ warning အရင်ပေးရ warning ပေးပြီးတော့မှအကယ်လို့မင်းဆက်ပြီးတော့ဒါအောင် maintain မလုပ်ထားနိုင်ဘူးဆိုရင်မင်း scholarship ပြုတ်သွားမယ်ပေါ့နော်အဲ့လိုမျိုးသူက warning ပေးရဲ့အတွက်အမကတော့ warning ပေးခံတဲ့အထိတော့မရောက်ဘူးဒါပေမဲ့အရင်တော်နေခဲ့ရမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီတိုင်းပဲအတက်နိုင်ဆုံးတော့စူးစမ်းရဒါပေမဲ့ချင်းပြောရရင်တော့သူတို့ဒီကိုခေါ်လာရဲဆိုကြတဲ့ကွာအနေနဲ့အများတော့သူတို့လိုချင်တဲ့ဒီ standard တစ်ခုကိုမှရှိပြီးသားပေါ့နော်ကိုဘယ်လောက်ထိဒီပေါ်မှာ build up လုပ်နိုင်လဲနဲ့ဘယ်လောက်ထိ push လုပ်နိုင်လဲပေါ်မှာမူတည်ပြီးတော့မှကို set renew လုပ်ဖို့မလုပ်ဖို့ဆိုတော့အများတော့အဖြစ်တော့တော်တော်များများ90% 95% လောက်ကျောင်းသားတွေက renew လုပ်နိုင်တယ်တချို့ရေဆိုအဲ့လို JCT Unity ဆက်ပြီးတော့ renew လုပ်လို့ရမျိုးပေါ့နော်အဲ့လိုမျိုးတော်တော်များများဒီကျန်တဲ့5% လောက်ကအဲ့လိုမျိုးအဓိကတော့စာပိုင်း struggle ဖြစ်တာထက်တချို့တွေကကြောက်လဲ mentality ပိုင်း struggle ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစာဘက်မလိုက်နိုင်တော့အရှိရပေါ့နော်ဥပမာတချို့အဲ့လိုမျိုးရဲ homesick ဖြစ်လို့နောက်မှရင်ဒီတခြားလုံးမှာထားပါတော့အရင်စော့နေပြီလို့ပါညာဆိုအဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့မှပဲ grade စီထိရပေါ့နော်မဟုတ်ရင်တော့များသောအားဖြင့်ကိုကပုံမှန်လေးစာလုပ်သွားမယ်ခုနကမတို့ပြောသလိုအဲ့လိုမျိုးကိုကြီးလိုလို့ရှိရင် consultation တောင်းတယ်ဘာညာဒီ past year paper ရော practice လုပ်တယ်ဆိုရင်တော့တော်တော်များများကတော့အဲ့လောက်ထိ maintain လုပ်ရတာခက်တဲ့လောက်ထိတော့အဲ့လိုမျိုးအခက်အခဲမရှိတော့ပါဘူးဟုတ်ဒါပေမဲ့အကယ်လို့ကိုကပြုတ်သွားခဲ့သည်ရှိတော့ဆိုရင်လည်းတို့ကအဲ့လိုမျိုးအရင်လုံးဝ0% ဆိုပြီးဖြုတ်ချလိုက်တာမဟုတ်ဘူးပေါ့နော်သူရဲ့ percentage တစ်ခုတော့ပေးသေးတယ်ပြီးရင်ကိုကအကယ်လို့ O level ပြီးတော့မှဒီ JC အမှန်တကယ်ဆိုအမက JC တက်ရမယ် route ပေါ့နော်အကယ်လို့ JC မဟုတ်ဘူးပေါ်လီရိုဘာလို့တက်ရမယ်ဖြစ်သွားရဲဆိုလို့ရှင်လည်းပေါ်လီရိုဘာလို့ထီအမတီးတဲ့လောက်ဆိုရင် percentage တစ်ခုထီသူတို့ support ပေးသေးရပေါ့နော်ဆိုတော့ဟိုလိုမျိုးကြီးအဲ့လိုမျိုးလုံးဝသူများရဲ့ချင်းတို့ဒါထုတ်ပြီးအိမ်ပြန်ခိုင်းတာမျိုးမဟုတ်ပဲသူတို့ဆက်ပြီး chance တွေရောပေးသေးရဒါပေမဲ့ငကိုလောက်ထိကောင်းတဲ့ chance တော့မဟုတ်ဘူးပေါ့နော်ဒီ100% scholarship တော့မဟုတ်ပေမဲ့သူတို့အကြောင်းတစ်ခုတော့ပြီးအောင်ဆက်တက်နိုင်လောက်တဲ့အဲ့လိုမျိုး chance တွေရောသူတို့မှာတော့ရှိသေးပါတယ်အဲဆိုအရင်တော့စိတ်ပူစရာမလိုပါဟုတ်တော်တော်ကောင်းနေရပေါ့နော်အဲ့တော့ဒီ scholarship ကဒီကျောင်းသားကအပြင်ပေါ့နော်ဘယ်လိုမျိုးတွေထပ်ပြီး cover ပေးလဲပေါ့ခလေးပြောအမတို့ရဲ့ဒီ secondary နဲ့ JC scholarship တော့ဆိုရင်တို့ကဒီကျောင်းသားက fully support ပေးရပြီးမန်နေတော့ O level နဲ့ A level ဆာမပွဲရအဖြစ်မဲ့ဆိုရင် exam fee သွင်းရတယ်ပေါ့နော်ဆိုတော့အဲ့ exam fee တွေလည်း cover ဖြစ်တယ်ပြီးရင်အမတို့မမိတလားဆိုရင်တို့သွားတော့လေရင်နဲ့ပြီးရင်နှစ်တစ်ခေါက်လားမသိဘူးပြန်လာတဲ့ return flight လေကို sponsor ပေးရပေါ့နော်အခုကတော့နည်းနည်းတော့ကွဲပြားနိုင်တယ်အမတေချာမသိဘူးပြီးရင် one time allow settle in fee ပေါ့နော်မှာထားပါကိုယ့်ရဲ့လိုအပ်တဲ့ calculator တို့အဲ့လိုမျိုး high ဝယ်ဖို့အတွက် amount sum တစ်ခုပေးရပြီးရင်လတိုင်းကိုဒီတို့အဆောင်ပေးထားရဲအဆောင်ကလည်းထမင်းကျွေးထားတာအပြင်ကိုတို့နေ့လည်စားဖို့နဲ့တခြားလိုတာသုံးဖို့ဆိုပြီးတော့အဲ့အတွက်လည်း amount တစ်ခုပေးသေးရပေါ့နော်ဆိုတော့ရှင်းပြောရရင်တော့ကို3ရင်3သလောက်ဟိုချွေချွေတာသုံးနိုင်တယ်ဆိုရင်တချို့တငယ်ချင်းတွေဆိုသူတို့ပေးတဲ့ sum နဲ့ပဲအကုန်လုံးလောက်အောင်သုံးသွားမျိုးလည်းရှိတယ်ဒါပေမဲ့ကိုကနည်းနည်းလေးပို့ပြီး comfortable ဖြစ်သုံးကျင်တယ်ဆိုလို့ရှိရင်တော့အိမ်ကလည်းနည်းနည်းပို့ပြီးတော့ကိုထောက်ပံ့ရမျိုးရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့မဟုတ်ဘူးကိုကစားရလည်းတိတ်ကြီးမများဘူးအကုန်လုံးသုံးအရင်လည်းတခြားဟာတွေနဲ့ပတ်သက်ပြီးမသုံးဘူးဆိုလို့ရှိရင်တော့အမောင့်ကတော့လုံလောက်တဲ့ amount လို့ပြောလို့ရပါတယ်ဆိုတော့ရသွားခဲ့သည်ရှိတော့အိမ်ကလုံးဝနီးပါးမထောက်ပံ့ရတဲ့မျိုးထိအဲ့လိုမျိုးလုံလောက်တယ်လို့ပြောလို့ရတယ်ဟုတ်ဟုတ်ခုနအမအဆောင်နေရလို့ mention လုပ်သွားပြီပေါ့နော်အဆောင်မှာအမတယောက်တည်းနေရတာဒါမှမဟုတ် roommate နဲ့နေရတာလားဟုတ်အမားတို့ဒီ secondary JC သူတို့ပေးအဆောင်နေများတော်တော်များများကတော့ single room မရှိဘူးပေါ့နော်များသောအားဖြင့် double မဟုတ်ရင်4ယောက်နေရတာများတယ်အမပထမဆုံး secondary မှာတော့ကန်ကောင်းတော့အမနဲ့အမမြန်မာနိုင်ငံကတူလာတဲ့တငယ်ချင်းတွေက2ယောက်တစ်ခန်းနေရတယ်ပေါ့နော်ပြီးတော့အမ JC ရောက်သွားတယ် junior college ရောက်သွားတဲ့အဆောင်မှာကျတော့အမတခြား Philippines ရဲ့ Malaysia ရဲ့ကတငယ်ချင်းတွေနဲ့4ယောက်တစ်ခန်းနေရတယ်ပေါ့ဟုတ်ဒီအဆောင်တွေကကျတော့အဆောင်
secondary school နဲ့ JC အတွက်နှစ်ခုလုံးအတွက်အဆောင်ကတော့အဲ့လိုမျိုးသူတို့ဘက်ကပေးအဆောင်ပေါ့နော်အဲ့လိုမျိုးကိုယ့်ကို choose လုပ်လို့မရတာမျိုးရှိရဲဆိုတော့ဒါအဆောင်ကတော့သူပေးရနေရပေါ့နော်ပြီးတော့ secondary school ပထမဆုံးASEAN scholarship ရရဲ့အကြောင်းကလည်းသူတို့ချပေးရဲ့အကြောင်းပေါ့နော်ဒါပေမဲ့ JC ရောက်လို့ရှိရင်တော့ကိုယ့်ရဲ့ O level အမှတ်ပေါ်မူတည်ပြီးတော့ကိုကြိုက်တဲ့ JC ကိုရှောက်လို့ရတယ်ဒါပေမဲ့အဆောင်ကတော့သူတို့ AGC ကိုလိုက်ပြီးတော့သူတို့ချပေးရပေါ့နော်ဘယ်အဆောင်ဆို location နီးရဲ့နေရာလေးပေါ့ နီးရလို့တော့မဟုတ်ဘူးသူတို့အဲ့လိုတတ်မှတ်ထားတဲ့အဆောင်လေးရှိရပေါ့နော်ဥပမာဒီကျောင်းမှာဆိုရင်ဒီကျောင်းနေရာလူတွေနေရအဲ့လိုမျိုးလေးရှိတော့ကြတော့အဲ့ပေါ်မှာမူတည်ပြီးတော့သူကအဲ့အဆောင်လေးချပေးတတ်တယ်ဟုတ် okay ဟုတ်အဲ့တော့အမငငယ်လေးတွေကနေပြီးတော့စင်ကာပူထွက်ခဲ့ရပါတော့တော်တော်များများမိဘအရေးအောင်မှာနေရဆိုဒီဘက်လာရင်ဒီ challenges တွေအများကြီးပါစာ challenges တွေ mental challenges တွေအများကြီးရှိတယ်အဲ့တော့အကယ်လို့ကိုသာပြန်ငယ်ခွင့်ရမယ်ဆိုရင်ဒီဘက်ကိုထပ်လာအောင်မလား comfort zone ကနေထွက်ချင်သေးလားအမလာဖြစ်မယ်ထင်တယ်ရှင်ပြောရင်အမစပြီးတော့လာရဲဆိုတော့ဆုံးဖြတ်ချက်ကလည်းအေးအမေဖေကနင်သွားမယ်အဲ့လိုမျိုးမလက်မလွတ်သေးဘူးဆိုတာထက်အဲ့လိုမျိုးသမီးသွားချင်လားဆိုပြီးတော့အဲ့လိုမျိုးကိုယုံကြည်ပြီးတော့ decide ပေးလုပ်ထားခဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ခက်ခဲရောအများကြီးရှိတာပေါ့နော်ရှင်ပြောရင်တိုင်းမိုင်နေပြီးတော့ပဲဆက်ပြီးတော့တက်ဖြစ်မယ်ဆိုလို့ရှိရင်လည်း comfortable ဖြစ်ပြီးတော့မဲ့အရာကိုဒီမှာလာပြီးတော့မှတစ်ခါလေးကြာရင်အစ်စ်ကပြန်ဆက်ရလို့သဘောခံစားရရပေါ့နော်ဥမာ friends တွေနဲ့ relationship အဲ့လိုမျိုးစပြီးတော့ build လုပ်ရတာပဲဖြစ်ဖြစ်ဒီနိုင်ငံအတင်းမှာအဲ့လိုမျိုးနေရာတွေကိုကျွမ်းကျင်အောင်သွားရတာပဲဖြစ်ဖြစ်ဘာသာစကားပဲဖြစ်ဖြစ်ဆိုခက်ခဲရတော့မရှိဘူးမဟုတ်ရှိတယ်ဒါပေမဲ့ worth it ဖြစ်လားဆိုရင်တော့အမားနေတော့ဖြစ်တယ်လို့မြင်တယ်ဘယ်လိုလဲဆိုတော့အဲ့လိုမျိုးစောပြီးတော့ကို depend လုပ်နိုင်တယ်လို့မြင်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ခုနောက်ပိုင်းအကုန်လုံးကလည်းတနေ့ကြာလို့ရှိရင်ကနိုင်ငံခြားမှာကြောင်းသွားတက်ချင်တယ်ဒါမှမဟုတ် abroad ထွက်ချင်တယ်ဆိုပြီးတော့ဥတီထားကြတဲ့သူတွေပဲဆိုတော့စောပြီးတော့ကြိုပြီးတော့ experience gain လုပ်တဲ့ဟာကအရင်ကောင်းတယ်လို့အမားနေတော့ထင်မိရပေါ့နော်။ဘာလို့ဆိုအမားတချို့တငယ်ချင်းတွေဆို university မှာလာ join တဲ့လူတွေရှိရဲအဲ့ကြတော့သူတို့အမားတို့ဟိုမှာထားပါ15 16လောက်မှာကြုံတွေ့ပြီးသားအရာတွေကိုဟိုမှာ18 20လောက်မှာစပြီးတော့အစ်စ်ကပြန်ကြုံတွေ့ရတော့အမားတို့ university မှာအလုံးဝ easy ဖြစ်သွားပြီကွာအဲ့လိုမျိုးအကုန်လုံးနဲ့လည်းဘယ်လိုပေါင်းတင်ဆက်ဆံလဲတည်နေပြီအထားလဲနှက်နေပြီဆိုတဲ့အချိန်မှာသူတို့ကအစအဖြစ်နေရဲဆိုတော့အဲ့နဲ့ပတ်သက်ပြီးတော့နည်းနည်းအဲ့လိုပေါ့နော်အကောင်လုံးကကြုံတွေ့ရချင်းတူပေမဲ့ကြိုးစောပြီးတော့ကြုံတွေ့ရတယ်နောက်ကျပြီးကြုံတွေ့ရနဲ့ပဲကွာတာဆိုတော့အမအနေနဲ့ကတော့လွတ်လိုက်ဖို့အကြံပေးခြင်းနဲ့ပြည့်လဲဆိုတော့စင်ကာပူကများသားဖြစ်တော့မိဘရစိတ်ပူရပေါ့နော်အမတော်ကဆိုလို့ရှိရင်လည်းအမတူတဲ့တော့သမီးလည်းဖြစ်တယ်သမီးလည်းသမီးဆိုတော့အဲ့လိုမျိုးတငယ်ချင်းမေတွေကရောနောက်ဆုံးအမရဲ့အကြောင်းကြည့်ရပါလွတ်မလို့ပါပေါ့ကလေးကိုဘာဖြစ်လို့လွတ်မှလဲကိုသားဆိုမလွတ်ဘူးအဲ့လိုမျိုးဝိုင်းပြောရတယ်လည်းအများကြီးရှိရပေါ့နော်အဲ့နဲ့အမေကတယောက်တည်းမို့လို့သွားခိုင်းတာဘယ်လိုဆိုတယောက်တည်းကိုက experience တွေအများကြီး gain လုပ်လို့ရတယ်ပြီးတော့ကို independent ဖြစ်အောင်နေနိုင်တယ်ပြီးရင် decision making skills တွေလည်းအများကြီးသင်ယူရတယ်ဆိုတော့အဓိကစားတွေအဲ့လိုမျိုးစင်ကာပူဆိုတဲ့နိုင်ငံကြီးမှာကြောင်းတက်တယ်အဲ့မျိုးဆိုတာထက်တကယ်ကိုယ့်ရဲ့ life အတွက်လိုအပ်တဲ့ဒီ social skills တွေဒီ decision making skills တွေကို build လုပ်တဲ့ဟာအတွက်အရင်ကောင်းသွားတယ်လို့ပြောလို့ရပဲပေါ့နော်ကြောင်းတက်တာမတက်တာစားရရအများရဲ့အနောက်မှာဒီကိုယ့်ရဲ့ life long အတွက်သုံးရမယ်အဲ့မျိုး practical skills တွေကိုတည်ရတာတော့ပို့ပြီးတော့အမြတ်ထွက်သွားတယ်လို့အမှထင်တယ်ဟုတ်ကဲ့ဟုတ်အဲ့တော့နောက်ဆုံးအနေနဲ့ပေါ့နော်အခုဒီလာမယ့်2029ဖြစ်မယ်ပေါ့နော်2029အတွက်ဆိုရင်2026မှာရှောက်ရမှာဆိုတော့အဲ့တော့ရောက်သွားပြီအမှလာတော့2016ပဲရှိတယ်ဒီနေ့ကြာတော့โอเคအဲ့တော့2029မှာရှောက်ချင်တဲ့ကလေးတွေတော့ပေါ့နော်ဘယ်လိုမျိုးအကြံပေးချင်လဲပြီးတော့သူတို့မိဘတွေကလည်းခုနပြောသလိုပဲစိတ်ပူပဲပေါ့နော်အဲ့တော့သူတို့လွတ်တဲ့အကြောင်းလေးပေါ့ဒီစင်ကာပူဘယ်လို safe ဖြစ်တဲ့အကြောင်းလေးပါနည်းနည်းလေးထည့်ပြောပြတော့ပြီပေါ့နော်စင်ကာပူ tourism promote ကလာပြီး promote လုပ်ရမှာဆိုတော့အမလွတ်တဲ့လို့ဘာဖြစ်လို့ကလေးတွေအနေနဲ့သွားတဲ့လို့မြင်လဲဆိုရင်အခုနောက်ပိုင်းကပေါ့နော်အကောလုံးknowledge နဲ့ပတ်သက်ပြီးတော့တင်ယူဖို့အတွက်က platform တွေအများကြီးရှိရဆိုပေမဲ့ဒီလိုမျိုးတကယ်ကောင်းတဲ့အကြောင်းတွေကောင်းတဲ့ပေါ့နော် syllabus တွေ system တွေနဲ့ပြီးတော့ extracurricular activity တွေရောအဲ့လိုမျိုးဘတ်ဆောင်အောင်လုပ်ရရဲဆိုရဲ education system တစ်ခုမှလာပြီးတော့ပညာသင်လို့ရမယ်ပေါ့နော် stress ကတော့များတယ်အဲ့ဒါကတော့ကိုအနေနဲ့ judge လုပ်ပြီးတော့မှလာစီချင်တယ်ပေါ့နော်ဘယ်လိုဆိုရှင်းပြောရင်တချို့နောက်နိုင်ငံတွေဖြစ်တဲ့ US တို့ဒါမှမဟုတ် Europe ဖက် Aus Europe ဖက်တော့ပို့ပြီးတော့ schooling pressure အနေနဲ့ဆိုရင်စင်ကာပူကတော့ Asia နိုင်ငံဖြစ်တဲ့အတွက်ပိုအများကြီးများတာကတော့မှန်တယ်ဒါပေမဲ့
အိတ်နဲ့ပတ်သက်ပြီးတော့ကိုက try ဖြစ်ချင်တယ်ဥမာ resource ကောင်းတွေအများကြီးရချင်တယ် connection တွေလည်းအဲ့လိုမျိုးပေါ့နော်ရှိချင်တယ်ဆိုလို့ရှင်တော့ဒီနိုင်ငံအဲ့လိုမျိုးကောင်းတဲ့နိုင်ငံထဲမှာပါတယ်ပေါ့နော်အထူးသဖြင့်ကိုကနည်းနည်းငယ်နေသေးတော့အဲ့လိုမျိုးနောက်နိုင်ငံတွေထွေထပ်ဖို့အစင်းနဲ့မဖြစ်သေးရင်ဒီကြားရဟာ stepping stone အနေနဲ့အဲ့လိုမျိုးအရင်လာပြီးတော့ကိုယ့်အတွက် life skills တွေတခြားလိုအပ်တဲ့ skills တွေ education နဲ့ system နဲ့ယဉ်နေအောင်ကိုကရေလေးလာသွားလို့ရတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ဒီ scholarship ပြီးသွားလို့ရှိရင်ကိုက university ဆိုရင်ဒီမှာမတက်ချင်တော့ရင်ပေါ့နော်။ဟိုမျိုးတခြားနိုင်ငံတွေမှာတွားပြီးတော့လည်းတက်လို့ရတယ်။ဥပမာဆိုအမတချို့ junior တွေဆို UCL တို့တချို့အမရဲ့ငကယ်ချင်းနေဆိုလို့ရှိရင်မှာထားပါ US က University တို့အဲ့လိုမျိုးမှာလည်းတွားပြီးတော့ကျောင်းတက်ကြရပေါ့နော်ဆိုတော့ဒီဟာမှာတက်လိုက်လို့စင်ကုန်မှာပဲနေရမယ်တောက်လျှောက်ဆိုတာမျိုးမဟုတ်ဘူးပြည့်ဆိုတော့ဒီ scholarship က bond မရှိဘူးပေါ့နော်ဆိုတော့ကိုကတခြားနိုင်ငံတွေထွက်ချင်တယ်ဆိုလို့ရှိရင်လည်းရသေးရဲ့ဆိုတော့ဒါကအဲ့လိုမျိုးဂျာကန်နဲ့တခုလိုမျိုးအတွက်ကောင်းတဲ့နေရာဖြစ်တယ်။နောက်မှမဟုတ်ဘူးဆက်ပြီးတော့စင်ကုန်မှာဥမာ NUST အဲ့လို NGO လို့ကျောင်းတွေတက်ချင်တယ်ဆိုလို့ရှိရင်လည်းဒီ Singapore scholarship မှာရထားပြီးတော့ဆက်ပြီးတော့တက်ရတဲ့ဟာပို့ပြီးတော့လွယ်ပေါ့နော်ဘယ်လိုလဲဆိုတော့သူ့ရဲ့ A level တွေ O level တွေဖြွေထားတာဖြစ်တဲ့အတွက်ဒီနိုင်ငံအကြောင်းသားတယောက်လိုပဲဆိုတာထည့်ပြီးတော့စဉ်းစားတဲ့အခါမှာကိုယ့်အတွက်ပို့ပြီးတော့ chance များရပေါ့နော်ဥပမာမြန်မာနိုင်ငံကလာပြီးတော့ဖြေမဲ့လူတယောက်ထက်ဆိုတော့အဲ့လိုမျိုးတွေ plan ရှိရဲဆိုလို့ရှိရင်စဉ်းစားတင်တယ်မိဘအနေနဲ့ဘာလို့လွတ်တင်လဲဆိုတော့ကိုရိတ်အောင်မှာတော့ကိုကလေးကိုထားချင်တာပေါ့နော်ဒါပေမဲ့တနေ့ကျရင်သူလည်းအခုဖြစ်ဖြစ်နောက်ဖြစ်ဖြစ်တနေ့ကျရင်ကိုသူအတောင်းဆိုရင်ပြန်ရမှာဆိုတဲ့အခါမှာကိုကပို့ပြီးတော့လှရဲ့အတောင်တစုံတက်ပေးလို့ရမယ်အခွင့်အရေးလို့ပြောလို့ရတယ်ပေါ့နော်သူကလေးအနေနဲ့ dependent ဖြစ်အောင်အများကြီးတင်ယူလို့ရတယ်ပြီးရင်အဲ့လိုမျိုးအကုန်လုံးနဲ့ဘယ်လို community living ဘယ်လိုနေရမလဲဥမာအမဆိုအခုအပြင်မှာအိမ်ငှားနေရပေါ့နော်ဆိုတော့တချို့တခြားသူတွေနဲ့နေရအမအဆောင်နေပဲပတ်နေလား8နှစ်9နှစ်လောက်ဖြစ်ပြီးဆိုတော့အဲ့လိုမျိုးသူများနေဘယ်လိုနေရလဲဥမာထားပြီးတော့သူကစူလို့တည်ရမှာသူကတရားမလုပ်လို့ဟိုကမလုပ်လို့အဲ့လိုမျိုးတွေကအများမရှိတော့အဲ့လိုမျိုးဘယ်လိုမျိုးအဝင်ခွေကြဖြစ်အောင်နေရမလဲဆိုတာနည်းနည်းပို့ပြီးတော့တည်သွားပြီပေါ့နော်အဲ့တော့မလုပ်ငန်းခွင်သွားလို့ရှင်လည်းဒါ skills တစ်ခုပဲဘယ်လိုပဲဖြစ်လူတွေနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ပြီးရင်ဘယ်လိုမျိုးအခုအဝင်ခွေစားဖြစ်အောင်လိုက်ပြီးတော့ပေါင်းသင်းရမယ်အဲ့လိုမျိုး skills တွေလည်းရတဲ့အပြင်ပြီးတော့ decision making ပေါ့နော်ဘယ်လိုမအားလို့ဆိုလို့ရှိရင်ဥမာတက္ကသိုလ်သွားမယ်ဘာညာအစအမေပဲတက္ကသိုလ်သွားမယ်ဘာလည်းမဟုတ်တော့ပဲနဲ့ဥမာဒီဟာတက်ချင်တယ်ဒီလိုမျိုး research လုပ်ထားပြီးဆိုတော့မိဘတွေကိုဘယ်လိုမျိုး convince ဖြစ်အောင် decision ကိုအတွက်ကိုလည်းချတတ်တယ်မိဘတွေတခြားသူတွေကိုလည်း convince ဖြစ်အောင်မျိုး research တွေအဲ့လိုမျိုး preparation တွေလည်းလုပ်ပြနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး life skills တွေကအရန်ကိုယ့်အတွက်ရေရှည်မှာအသုံးဝင်တယ်ဆိုတော့နှစ်ယောက်နှစ်ဖက်လုံးဆုံးဖြတ်ချက်ကတော့မမားပါဘူးလို့ဆိုတော့လွတ်မယ်ဆိုစိတ်ချနဲ့လွတ်လိုက်လို့ရပါတယ်ပြီးတော့ဒီမှာအရန် safe ဖြစ်တယ်ပေါ့နော်အမတို့ဆိုညီမဆိုတစ်ခါလေးည10နာရီ17နာရီထိကိုအပြင်သွားလဲဘယ်သူမှအဲ့လောက်ကြီးဘယ်လိုပြောရမလဲတခြားနိုင်ငံတွေထက်ပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်အရန်အကုန်လုံး safe ဖြစ်တယ်လို့ပြောရတော့မဟုတ်ပေမဲ့ relatively အများကြီးပိုပြီး safe ဖြစ်တဲ့နိုင်ငံဖြစ်တယ်ပြီးတော့ဒီမှာတို့ကပြင်တယောက်တည်းလွတ်ထားမှာမဟုတ်ဘူးပေါ့နော်အဆောင်မှာဆိုလို့ရှိရင်အဆောင်မှုတွေရှိရဲပြီးရင်အဲ့လိုမျိုး school မှာဆိုလို့ရှိရင်လည်းသူကြီးကြပ်ပေးရဆရာမတွေ counselor တွေရှိရဲအဲ့လိုနဲ့အများနဲ့ in touch ဖြစ်နေရဆိုတော့အဲ့လိုမျိုးကိုကကလေးရတခုခုဘာညာဆိုလဲတို့ကအများကြီးမိဘကို inform လုပ်တယ်ကလေးကတော့ဒီလိုဆို email တွေဟိုတွေနဲ့အများ in touch ဖြစ်တဲ့အတွက်အဲ့လောက်ကြီးတော့အဲ့လိုစိတ်ပူစရာမလိုဘူးပေါ့နော်ကိုကလေးရဲ့ progress ကိုလည်းအများတီးလို့ရတယ်ဆိုတော့ရှင်းပြောရရင်တော့ဒါလူဆောင်မဖြစ်ဘူးပေါ့ကိုဘက်ကဘယ်ဆိုတော့သူကလည်းအကုန်လုံးလည်းထောက်ပံ့ပေးအောင်မယ်ကိုကလေးကိုလည်းကြည်ထားပေးအောင်မယ်ပြီးရင်ကလေးကလည်းဒီလို skills တွေအများကြီးလေ့လာလို့ရမယ်ပြီးတော့ဆိုမိဘတွေလည်းစိတ်အေးနဲ့လှလို့ရမယ်စိတ်ချရ scholarship တစ်ခုလို့တော့မှာထင်ပါတယ်ဟုတ်အမခုနပြောသွားတာလေးကိုထည့်ပြီးပြောစီချင်တာပြောပေးချင်တာကကြတော့ဗောနော်ဒီ secondary school မှာဆိုအမတို့ဆို CCA အများကြီးပါခဲ့ဟုတ်အဲ့တော့ CCA ကနေပြီးကိုယ့်ရဲ့ဗာစိတ်ဝင်စားရလဲဆိုပို့ပြီးသိလာပြီး university ရရင်ပို့ပြီးရွေးချယ်နိုင်တယ်ဗောနော်အဲ့အားလေးကလည်း decision making အတွက်အကျိုးရှိပါတယ်ပြီးတော့သူကဒီမှာ subject combination တွေလည်းရွေးရတယ်ပေါ့နော်ဆိုတော့အမတို့ဆို secondary school တော့ physics ရောchemistry ရော bio ရောအကုန်ယူခဲ့ရမယ် O level A level ရောက်တော့ကိုကဘယ်ဟာကိုပဲယူရှင်နေဘာညာတခြားတည်သွားပြီပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစိတ်ဝင်စားရပဲလုပ်လို့ရတယ်အဲ့လိုမျိုးအကုန်လုံးရှောက်ပြီးတော့ဟိုကလည်းလုပ်တရားလည်းလုပ်စရာမလိုဘူးဆိုတော့ A level ပြီးလို့ university ရောက်တဲ့အချိန်မှာပို့ပြီးတော့ငါဘယ်ဟာပိုစိတ်ဝင်စားလဲမစားလဲဆိုတာတည်သွားတာပေါ့နော်ပြီးတော့အဲ့လိုမျိုးထားပါတော့ကိုကအကယ်လို့ပတ်တိုင်းနေပါရင် internship တွေလုပ်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူကအဲ့လိုမျိုး A level ပြီးသွားရင်တော့ try ကြည့်ဖို့ဟိုခွင့်ရေးရှိရပေါ့နော်ကျောင်းအကြာကြီးကျောင်းကြာကြီးပိတ်တဲ့အချိန်မှာသူတို့အကယ်လို့စိတ်ဝင်စားလို့ရှိရင်သူတို့ pay လုပ်တဲ့ဟာမျိုးရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့အတွက်လည်း try ကြည့်ပြီးတော့အဲ့ဆိုရင်ကိုကြိုက်တာမကြိုက်တာပို့ပြီးတော့တည်တာသွားရပေါ့နော်ပြီးတော့ဒီမှာဆို senior တွေကဥမာထားပါတော့ JC သွားမယ် university သွားမယ်ဆိုအဲ့အနေစာရေး connection build လုပ်ပြီးတော့အဲ့ senior တွေကဘယ် major သွားလဲအဲ့ဟာကိုကတဘောကြလောက်လားဒါမှမဟုတ်အဲ့လိုမျိုးတွေလည်းကြိုပြီးတော့ငယ်ရလေးလာထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့အရင်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုး
ကို feel တွေနဲ့ရင်းနှီးဖို့ကတော့ပို့ပြီးတော့အကျိုးရှိမယ်လို့ထင်ပါတယ် ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုရင်တော့ဒီမှာ ASEAN Scholarship နဲ့ပတ်သက်ပြီးတော့တော်တော်ဆုံးသွားပြီပေါ့နော်အဲ့တော့ခုနကအမပြောသွားတယ် senior တွေကိုမေးမြန်းလို့ရပါတော့အဲ့တော့ဒီဗီဒီယိုဒီမှာခဏရက်ထားမယ်နောက်ထပ်ဗီဒီယိုတစ်ခုမှာ Stella လို့ bio engineering နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမယ်ပေါ့နော်အားလုံးပဲ bye bye bye